တချို့ကကျွန်တော်မေးကိုကောင်းကြီးချက်စုကအသွေးမွေးတွေကြည်ုံနဲ့ချက်ကောင်းကြီးမကောင်းကြီးခွဲခြားလို့ရလားမေးကြတယ်ခွဲခြားလို့မရဘူးကျွန်တော်ဥပမာကျွန်တော်ပြောမယ်လူတွေလုံးပါဗျာရန်ကုန်သားတွေကတားဝတ်တက်စတတ်တယ်မန္တလေးသားတွေကတားဆိုင်ကြတယ်သိမလားအညာသားတွေကတော်သားဆိုင်ပေါက်တယ်ဒါပေမဲ့လို့အဲ့လိုပေါ့နော်သူဝတ်တာစားတာတားတန်နဲ့ပြန်နဲ့ body style လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လို့ထင်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဟိုရင်းနဲ့မော်ရဲကောင်တွေတွားကြည့်တော့ခြေထောက်ကိုလေဘွက်တွေပေးကြမ်းပြီးပေးဆုံးအိမ်ရစုပ်ပြတ်တန်းနေတွားပြီးစင်းရဲသားတွေတွားမထင်နဲ့ပြီပတ်စက်ကိုနောက်ကျွန်တော်ကြက်တိုက်တာကြုံမှုတယ်အောက်ကနေတွားတိုက်ဘူးတယ်ချာရေးထွက်တော့ရေးအတမ်းမသားဘူးကွာငွေသားနေမှကြားနေရေးကွာ150ရေးကွာရမထွက်တော့မတတ်ရှိတယ်ရေးဦးဆိုအဲ့လိုကောင်အများကြီးရှိမသိရရှုံးလဲရှုံးတော့ပြုံးမဲ့ကားနောက်ကနေပြီးလက်ပြီးပတ်စက်ကိုစာလိုင်းနဲ့ထိုးလာလောင်သားသူရလည်းရှိသူကအဲ့လိုပေါ့ဗျာလူတွေကိုကြည့်ပြီးတော့အထင်သေးလို့မရလို့ကျွန်တော်ပြောချင်တယ်အကျက်လဲဥမာအဲ့လိုပဲဗျာချက်မွေးချက်ကင်တွေချက်မွေးတွေကိုချက်ရုပ်တွေကိုအင်ငယ်ဥတွေကိုအသွေးအမွေးတွေကိုသွားပြီးတော့ခွဲခြားစိတ်ပြလို့မရဘူးတခါတလေမကူကြီးကကောင်းရင်ကောင်းတယ်တခါတလေအမောင်ကြီးလည်းရကောင်းတယ်တခါတလေချက်ကအယောင်သွေးတွေစုပ်ပြီးချက်ကောင်းတွေအများကြီးရှိတယ်ချက်ဆိုတာအသွေးမွေးကိုသွားပြီးခွဲခြားနေညီကိုတွေမှားသွားမယ်ဒီကတော့ချက်စုပ်ပါကွာရောခဲလိုက်မယ်မရဘူးကျွန်တော်ပြောနေတာချက်ကိုဥမာကျွန်တော်ကအသွေးမွေးနဲ့ကြည့်စာစုံနဲ့လိုက်ပြီးတော့ကောင်းရင်မကောင်းရင်ဆိုလည်းပြောလို့မရဘူးတကြီးကတော့ချောတယ်ကွာတကြီးကဒါတေချာမကောင်းပါပါလို့ပြောလို့မရရှေးဦးစကားနဲ့ချက်ကတားညီရကွာတမတ်တွေရောခြေဘက်30ဝိုင်းလုံးပဲအမောက်ကဟဲ့လိုအထောင်အမိုက်ချက်မောက်မျက်ပုတ်ခြေပုတ်ရှင်းပြောလို့မရဘူးညီကျက်ဆိုတာအဲ့လိုစာစုံနဲ့လိုက်လို့လည်းမရအတောင်ဆက်တော့စစ်သားသင်္နာပြီးဘယင်ဖြစ်မှကောင်းတမ်ဘတ်ကြီးနဲ့နောက်ပြီးတော့ခြေဘက်30ဝိုင်းလုံးပဲတပင်းတိုင်းခြေစည်းရညီကိုအဲ့သွားပြီးတော့ညီကိုလိုက်လို့ယူသွားမယ်စာဆူတဲ့လက်တွေကိုကျွန်တော်ကပိုးချိုက်ပါအဓိကငုတ်ကိုချိုက်ပါအယောင်သွေးတွေခွဲခြားနေမဲ့အစာကိုတို့ချက်ကောင်းကိုတကယ်ရှာပါညီကိုတွေဗြောက်ကြီးကမကောင်းကသွားမလုံးနဲ့ယူရီးယားတွေခင်ဗျဗြောက်တွေပဲသူတို့အမေကောင်းလားမကောင်းလားမသိဘူးယူရီးယားဈေးတကောင်ကိုချက်တကောင်ကိုမေးကြည့်ပါသိန်းကိုသူတို့ရဲ့ဟိုဟာတွေမှာတော့ချန်နေပါတော့ဘယ်လိုခေါ်ကျွန်တော်သိစာမတတ်တော့မပြောတတ်ဘူးဖန်ဆိုတာဘာဆိုတာအဲ့ချန်နေမှာတကောင်ကိုသိန်း100ကျော်လောက်ရှိတခါ1000ကျော်လောက်ရှိသူမကောင်းမဲတော့သူတို့မတိုက်တော့ဘူးဗျာဒါကျွန်တော်လက်ခံလို့ရတဲ့စကားကြီးပြောပြတော့သူတို့အဲ့လိုဂျားတွေဗျာကြံနေနောက်ပြီးတော့အများကြီးပြီးတော့ချက်ကူလေးရွှေအိုရောင်ပုံစံမျိုးကျွန်တော်မမိုင်ဆိုလုံးဝမကြိုက်ဘူးသိလားဒါပေမဲ့လို့စက်ကကျွန်တော်ပြောချင်တာအသွေးအမွေးအင်ငယ်ရုံနဲ့လုံးဝခွဲခြားလို့မရပါဘူးဒါတွေကရတယ်ဆိုတာစာဆူရင်နဲ့ရှောက်ပြောကြတာလက်မခံကြပါနဲ့ညီကူကျွန်တော်အခုကျွန်တော်ဖုန်းနံပါတ်လေးမှတ်ထားပါအောင်431 532958ဘိုက်ပါကိုအတုဒိတ်စပ်ပြပြပါတယ်ညီကိုအားလုံးလေး